ချမ်းသာတဲ့အမျိုးသားဟာအမျိုးသမီးတစ်ယောက်ကိုမတော်တဆတိုင်းမိသွားပြီမဲ့သူမဟာသူ့ရဲ့ဇနီးတဲ့မှန်မသိခဲ့ပါဘူး။သူမထွက်သွားတော့မှလက်ထောင်ဖြစ်သူကတတိပေးလို့သာတီးလိုက်ရတာမှာဇနီးတဲ့လို့သူမရဲ့မိသားစုကဂယုဆိုင်လိမ့်မယ်လို့သူထင်ထားခဲ့ပြီမဲ့ဖျားနာနေတဲ့ဖခင်စီကိုတွားတဲ့အခါမှာတော့ဆရာဝန်တစီကနေမမျော်လင့်ပဲအမှန်တရားကိုကြားလိုက်ရပါတယ်။သူ့ဇနီးတဲ့ဟာမျက်စိယောဂနဲ့ဆေးရုံတက်နေရပြီမဲ့မိသားစုဝင်တစ်ယောက်မှလာမကြည့်ခဲ့ကြပါဘူး။ခွဲစိတ်ဖို့အတွက်လက်မှတ်ထိုးပေမဲ့သူတော့မရှိခဲ့တာပါ။ဆေးရုံကဆင်းကျင်ပေမဲ့မိသားစုဝင်တယောက်ရဲ့လက်မှတ်လိုအပ်နေတာကြောင့်သူမရဲ့အမေစီကိုဖုံးဆက်ခဲ့ပေမဲ့ယောဂဟန်ဆောင်နေတာဆိုပြီးအပြောခံခဲ့ရပါနဲ့။ဒါတွေကိုတီးသွားတဲ့အမျိုးသားဟာသူ့ဇနီးနောက်ကိုတေတစိတ်လိုက်သွားခဲ့ပါတယ်။အကူအညီမဲ့နေတဲ့သူမကိုကြည့်ပြီးသူ့ဘို့ပထမဆုံးစတရီခဲ့တဲ့အချိန်ကိုပြန်တတိရသွားပါတယ်။အဲ့ဒီတုန်းကသူတို့ဟာတယောက်ကိုတယောက်ချစ်လို့လက်ထပ်ခဲ့ကြတာမဟုတ်ပါဘူး။တယောက်အပေါ်တယောက်စိတ်မလာရဘူးဆိုတဲ့စာချုပ်နဲ့လက်ထပ်ခဲ့ကြတာပါ။လက်ထပ်ပြီးတာနဲ့သူဟာနိုင်ငံခြားကိုနှစ်တိုင်ထွက်ထွားခဲ့ပြီးသူမကိုလုံးဝဆက်သွယ်ခြင်းမရှိခဲ့ပါဘူး။သူဟာဇနီးတဲ့ရှေ့ကိုထွက်လာပြီးဆေးရုံဆင်ဖို့အတွက်လက်မှတ်ထိုးပြီးလိုက်ပါတယ်။မျက်စိပြန်ကောင်းလာချိန်မှာပထမဆုံးမြင်လိုက်တဲ့သူကခမင်းဖြစ်သူဖြစ်နေတာကြောင့်သူမအယံအံ့ဩသွားပါတယ်။အိမ်ပြန်လမ်းမှာတော့သူမရဲ့အမေကဖုံးဆက်ပြီးခမင်းဖြစ်သူနဲ့ကလေးရအောင်စူးစမ်းဖို့ဆိုပြီးကားထဲမှာအကျေကြီးអော်နေတာကြောင့်သူမအယံရှာသွားခဲ့ပါတယ်။သူမကခမင်းဖြစ်သူကိုဒါကသူမရဲ့စိတ်ကူးမဟုတ်ကြောင်းစာချုပ်အတိုင်းပဲနေသွားမှာပါလို့ရှင်းကြပါတယ်။ဒါပေမဲ့သူမရဲ့ရိုးသားမှုကိုမြင်လိုက်တဲ့အမျိုးသားဟာစိတ်လှရှားပါပြီးသူမရဲ့မွေးနေ့အတွက်လက်ဆောင်လေးကိုပေးခဲ့ပါတယ်။နှစ်ခါပဲစုံဖူးတဲ့သူစိန်ဆန်းဆန်းခမင်းဖြစ်သူကသူမရဲ့မွေးနေ့ကိုမှတ်မိနေတာကြောင့်သူမကြက်တည်သေးသွားပါတယ်။ဒီလိုနဲ့အထီးကျန်းတဲ့နှလုံးသားနှစ်ခုဟာတယောက်ကိုတယောက်စတင်နားလည်လာကြပါတော့တယ်။